ဒီဗီဒီယိုလေးမှာတော့ဘန်ကောက်ကနေဟက်ရန်ကိုသွားတဲ့ခရီးစဉ်အကြောင်းတက်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုရောက်နေရတော့ဘန်ကောက်မြို့ကဒွန်မောင် International Airport ပဲဖြစ်ပါတယ်အခုကတော့ချက်တင်ဝင်ဖို့စောင့်နေပါတယ်ဒါကတော့ဒီစိတ်မှာဟိုရှောက်ဖက်ဒီရှောက်ပတ်လေရင်ပေါ်မတက်ခင်လေလေတနားရီကျော်လောက်စီးပြီးတဲ့အချိန်မှာတော့လေစိုက်ပါပြီဒါကတော့ဟက်ရန် International Airport မှာပါလမ်းတစ်ချောင်းမြေကွင်းလေးတွေပါ Also good that you can go everywhere around Songkla. And many students staying in Songkla as well. So they stay in the dorm and they stay outside of the dorm. In Thai, Sawadee Kha, Sawadee Kha. Indonesia, In Indonesia, selamat pagi. Selamat pagi. Pagi. Yeah, Selamat it's pagi. kind of a good morning greetings. Selamat Okay, pagi. yeah, selamat pagi. In Myanmar, Minglaba. Minglaba. Oh, Minglaba. It means good morning. Yes. I see.သွားတဲ့လမ်းတစ်လျှောက်မှာတစ်ပစ်ပတ်မှန်လေးတောတောင်တဝဝတွေကိုခံစားခဲ့ရပါတယ်ဒါကတော့ကျောင်းဝင်ပေါက်ပဲဖြစ်ပါတယ်ကဲကျောင်းကိုရောက်ပါပြီဗျအပိုင်းတစ်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲစုပ်သက်ချင်ပါတယ်နောက်ထပ်အပိုင်းတွေမှာကျောင်းကကန်တင်းအဆောင်နောက်ကျောင်းဝင်ဝင်ခြင်းကိုလည်းတက်ဆက်ပေးတော့မှာမို့ဆက်လက်ဆောင်လုပ်ပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်